Ruto bide Ruto Reto de poi toi so che ci tu che si vede un giro da chi dopo ci da preso molto non di tipo che ma di là per settimana per giocare no con giocare c'è maiကျွန်တော်တို့ဘက်ကတော့လောလောဆယ်ချပြဖို့တည်းလောလောဆယ်မရှိသေးပဲနဲ့သတင်းမီဒီယာများရဲ့ဒီနေ့ချက်ပုံမူတည်ပြီးတော့ဆက်ဆက်ပြကြတော့ညာလာပါကြောင်းဥပဒေတင်ပြပါတယ်။ဒါကြောင့်မို့စီစဉ်ရဒီဒေသကမီဒီယာများဘက်မှသိရှိမြင်မြင်လို့ဒီများကိုမြင်မြင်ပေးပါရဖိတ်ခေါ်ပါတယ်ပါတော့ဘယ်ရဖွဲ့ပို့စလဲကျွန်တော်ကချင်းလန်ပို့စ်ကပါကျွန်တော်မရစလိုက်အလီစမာရီပိုတာတင်ထောက်ကျွန်တော်မေးချင်တဲ့ဟာရှိခုရှိပါတယ်ပထမချက်ကအမျိုးသားမပုံတင်နဲ့အင်ထောင်စုစင်လွေမှာများတွင်ကြာမှစလုံးပေါင်းတပ်ပုံမွေတကရမှာများအတွက်ငွေတင်းကနန်းကြီးပါပေးမှပြင်ဆင်ပေးတာမျိုးနဲ့လုံးဝပြင်ဆင်ခွင့်မပေးတာပဲရှိနေတာဆိုမိတော့ဆောင်ရွက်ပေးရန်တည်ရှိပါတယ်ပြီးတော့နံပါတ်2ဒီမေပေးရဝေးကိစ္စ company နဲ့တွေ့ဆုံမှုကိစ္စတည်ရှိပါတယ်ဘတ်တုံးဧက6/6အင်မေကွချက်ထားမှုနဲ့မေတင်ခိုင်းရတူအတွက်အစီအစဉ်တည်ချင်ပါတယ်ရောနံပါတ်4အောင်ဆိုင်ရုပ်တုတိဆောက်မှုနဲ့ချေမျိုးသားခေါင်းဆောင်များလေးတိဆောက်ပေးပါကအောင်ဆိုင်ရုပ်တုနဲ့အရွေစားတူအရေးချင်းလူစိတ်ထူပေးဖို့အစီအစဉ်ရှိသလားတည်ချင်ပါတယ်နံပါတ်5နိုင်ငံခြား passport ကုန်ကျစရိတ်တွေအများဆုံး3500ဝန်းကျင်ရှိတယ်လို့ကြားသိရတယ်။ရုံးစကလေးကအတစ်အတွက်9500တက်တန်းတူအတွက်9000ကောက်ခံမှုဒီစစ်ဖို့အစီအစဉ်တည်ချင်ပါတယ်။နံပါတ်6ဘာသာရေးအဆောက်အုံတွေ license ထုတ်ပေးခြင်းနဲ့သာသနာပိုင်မြေကွက်ချက်ထားပေးမှုအပေါ်တည်ချင်ပါတယ်အစိုးရမှမာရာဘက်ပတစ်ချတ်အတင်းတို့အတွက်ချက်ပေးပြီးသားအကွက်ကိုလည်းအငင်းပွားမှုကြောင့်လက်လွတ်ခံရတယ်လို့သိရတော့ဖိကြားပေးစေချင်ပါတယ်မကွန်းဟဲဟာခါစေယုံမှာအာယုံကျော်နဲ့တမားတို့ဆရာဝန်နေနေဒီကိုဖိဆွတ်ဖို့အစီအစဉ်တည်ချင်ပါတယ်မရှိအက6အတွင်းအများပြည်သူပိုင်မြေအားဝေးရောင်းဝေချမ်းမှုနဲ့လူ6ယောက်ထောင်ကြခံမှုအပေါ်ဆက်လက်အစီအစဉ်များနဲ့သဘောထားတည်ချင်ပါတယ်ကျေးဇူးပါနံပါတ်6ကိုဆက်လုပ်ပြန်ပြောနံပါတ်6ဟုတ်ဘာသာရေးအဆောက်အုံတွေ license ထုတ်ပေးခြင်းနဲ့သာသနာပိုင်မြေကွက်ချက်ထားပေးမှုအပေါ်တည်ချင်ပါတယ်အစိုးရမှမာရာဘက်ပတစ်ချတ်အတင်းတော်အတွက်ချက်ပေးပြီးသားကွက်ကိုလည်းအငင်းပွားမှုကြောင့်လက်လွတ်ခံရတယ်လို့သိရတော့ဖိကြားပေးစေချင်ပါတယ်မေးတဲ့လူကတော့ရှိခုရှိတာပေါ့နော်ဟုတ်အဲ့မှာကျွန်တော်နဲ့ဆိုင်ပြီးကျွန်တော်ဖြေနိုင်တဲ့ဟာတွေကျွန်တော်ဖြေပါမယ်ဟိုအမျိုးသားမှတ်ပုံတဲ့ကိစ္စတော့လောက်ကဝင်ပြီးကျွန်တော်တို့ဆက်သွယ်ထားပါတယ်ဆိုတာပါဆိုတိမိပေးနေပတ်သက်ပြီးတော့ကျွန်တော်တို့တိမိကနေဒီဟာခမျိုးပေါ်ရောက်တဲ့ဥစ္စာတော့မြမလာကုမ္ပဏီနဲ့လုပ်တဲ့ကိစ္စလေးတွေကပြပြပြတာပါအဲ့အတွက်လိုအပ်တဲ့ဥစ္စာတော့ maintenance တော့ကျွန်တော်တို့စီမံနဲ့လက်ရှိလုပ်နေပါတယ်ဆိုတော့တိမိဒီဟာခမျိုးပေါ်ရောက်နေတဲ့ရေကိုမျိုးလုံးဖြန့်တဲ့ကိစ္စကိုကျွန်တော်တို့အခုလုပ်နေတယ်ဥစ္စာမှာအခုအောက်တိုဘာမှာ group ၄ခုလောက်ပြီးအောင်ကျွန်တော်တို့လုပ်ပြီးပါဒီဇင်ဘာ31မှာနောက်ထပ် group ၈ခုကျန်တဲ့ဥစ္စာပြီး12 group လုံးပြီးအောင်ကျွန်တော်တို့စူးစမ်းပြီးတော့ဆောင်ရွက်နေပါတယ်
최근에 소아의 사실사고 바제 지하래가 저는 딴 내안에서 비타바 사고에서 바제 말에 저는 딴 내안에서 태다를 돼 알아내 비암 저는 조사비 사원이 말해서 누구 묘리 비위가 디자인이 레이아웃 라인이 드로잉이 스네티야 로케이트에 저는 어디 라인이네 비롱이야래 그 사비에 대해서네 디자인 대해서 비로 드로잉 때는 저는 예야အောင်ဒီဇင်ဘာ31ကို last stick ထားပြီးကျွန်တော်စူးစမ်းပြီးဆောင်ရွက်နေပါတယ်အဲ့ဒီ company ကိုလည်းကျွန်တော်ပြီးခဲ့တဲ့လ9ရက်နေ့မှာတွေ့ဖို့ခေါ်ပြင်မယ်သူတို့လည်းမအားလက်တဲ့အတွက်ကျွန်တော်19ရက်နေ့မှာပြန်ချိန်တယ်အဲ့ဒီကနေပြီးတော့သူတို့ကလည်းမအားလက်တဲ့အတွက်တခါ26ဆိုတော့တယောက်တစ်ချက်အပြန်လာချိန်နေချိန်မှာအခုဒီလကလည်းလ9ရက်မှာကျွန်တော်တို့ဝန်ကြီးချုပ်ပါကျွန်တော်တို့လည်းအခုအစည်းအဝေးတွေတွားကြလာကြနဲ့မစုံတဲ့အတွက်အခုကျွန်တော်တို့ရှေ့လအောက်တိုဘာ9ရက်တယ်နော်ကိုဆက်3ရက်နေ့အောက်တိုဘာ3ရက်နေ့ကိုကျွန်တော်တို့ဒီကုမ္ပဏီနဲ့နှစ်ဖက်အခြေလေဆွေးနွေးပြီးတော့သူတို့ကိုဟုတ်လားရှင်းလင်းရမယ့်အပိုင်းပေါ့သူတို့ကနေကျွန်တော်တို့ဖက်ကိုရှင်းလင်းရမယ့်အပိုင်းကျွန်တော်တို့ဖြစ်စီရမယ့်အပိုင်းအဲ့ဒါတွေကိုတော့ကျွန်တော်အခြေလေဆွေးနွေးဖို့လုပ်ထားတယ်နော်အဲ့ဒီအပိုင်းကတော့ကျွန်တော်တို့အဲ့လိုပဲဖြစ်ချင်ပါတယ်အဲ့ဒါတော့ဒီဇင်ဘာ31ကိုရေရအောင်ကျွန်တော်စူးစမ်းတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီဟာခါမြို့ကွက်တဲ့ဧက656ဧကမှာကျွန်တော်တို့မြေကွက်တွေချဖို့စူးစမ်းခဲ့ပါတယ်ဒါကျွန်တော်တို့အားလုံးပြည်တဲ့အတိုင်းတစ်နှစ်ကျော်လောက်ရှိနေပြီအဲ့ဒီမှာကျွန်တော်တို့ကနဦးကွင်းစင်းတော့အဲ့မြေပြင်မှာကိုပိုင်မြေအနေနဲ့ရှေ့မရှိပါဘူးရှေ့ရှိတဲ့အတွက်အဲ့ရှေ့ရှိတဲ့ဥစ္စာတွေနဲ့ဆွေးနွေးတိုက်ပြီးညှိနှိုင်းတယ်နောက်ပြီးတော့ဒီအဲ့ဒီမှာရှိတဲ့နောက်ထပ်ပေါ်လာတဲ့လူတွေနဲ့ညှိနှိုင်းတဲ့အခါအားလုံး83မီတာစုပါနော်ပိုင်ဆိုင်တယ်ဆိုပြီးတော့ပေါ်လာတယ်အဲ့ဒါလည်း83မီတာစုကကျွန်တော်တို့လမ်း12လမ်းထိုးလိုက်တဲ့အချိန်မှာလမ်းကြီးရင်းပြီးကော်မတီကနေလမ်း12လမ်းထိုးလိုက်တဲ့အချိန်အဲ့ဒီပေါ်လာတဲ့အတွက်ညှိနှိုင်းရေးအဖွဲ့ဥရခန်းအောက်ချက်လုပ်တဲ့ညှိနှိုင်းရေးအဖွဲ့နဲ့ကျွန်တော်တို့မကြဆွေးနွေးပါတယ်ဆွေးနွေးတဲ့ရရှိတဲ့ပုံမှာကျွန်တော်တို့ဟိုပေါ့ကျွန်တော်တို့ကိုရှိပြီးသားအိမ်တွေကိုတော့ဘာမှမပြောဘူးနောက်ထပ်ဟိုဆောက်လာတဲ့ဟာဆိုတော့ကျွန်တော်တို့ကချက်ချင်းဖြတ်ခိုင်းတယ်သူတို့လည်းဝါနေပေးတယ်နှစ်ကြိမ်သုံးကြိမ်ဝါနေပေးတဲ့ဒီလေသူတို့ကမဖြတ်ကြဘူးအဲ့ဒါနဲ့အခုနောက်ဆုံးကျွန်တော်တို့ပြီးခဲ့တဲ့လ19ရက်နေ့မှာနောက်ဆုံးသတ်မှတ်ပြီးတော့မှကျွန်တော်20ရက်နေ့မှာကိုဒီကျူးကျော်လို့ဆိုပြီးတော့ကျွန်တော်ကဟိုဒီဟာကိုလောက်ထောက်လို့နေရဖြတ်စီခဲ့ရတယ်ဆိုတော့အဲ့ဒီမှာ136အိမ်ပေါ့နောက်ဆုံးဖြစ်တာဆိုတော့လူနေတာကဟို46အိမ်လောက်ရှိပြီးတော့မှလူမနေဘဲနဲ့ဆောက်ထပ်တာ90ရှိပါတယ်အလုံး136ဆိုတော့လူနေတဲ့အိမ်တွေကိုတော့ကျွန်တော်တို့ချက်ချင်းပဲဟိုနည်းနည်းမရှိအောင်ဆိုမြေခွက်ချတာဖြစ်စီတယ်အခုနေဆိုကျွန်တော်တို့မြေခွက်အဲ့ဒီမှာနေထိုင်မဲ့လူအလုံးအတွက်ကိုငကိုရထားတာတော့ဟိုပေါ့9ရောက်လောက်ရထားပါတယ်ဒါပေမဲ့တကယ်တော့မြေခွက်ချတဲ့ခါကျတော့ဟိုတချို့ဟိုဟာနဲ့10ခွက်ကျွန်တော်ချထားခဲ့ပါတယ်10ခွက်မှာသူတို့အခုချထားပေးတဲ့အခါကျတော့ကျွန်တော်ဖက်ကတော့အတက်နိုင်ဆုံးဒီမူပေါင်းအရာနောက်တော့သူတို့ရဲ့ခဲမှုအရာချက်ချင်းချပေးလိုက်တယ်ဒါပေမဲ့လက်ရှိကတော့သူတို့ဟိုအဲ့ဒီနေရာကိုမဝင်သေးဘဲနဲ့ဆွေမျိုးသားချင်းအိမ်မှာပဲလက်ရှိနေတဲ့အနေအထားမျိုးတော့လက်ရှိရှိနေပါတယ်နော်နောက်တစ်ခါဒီထောင်ချတဲ့6ယောက်ဆိုတဲ့ဥစ္စာကလက်ရှိကျွန်တော်ပြီးအခုလဟိုရှေ့နေ့ညနေမှာသူတို့ဟိုကျွန်တော်တို့ဒီတရားဥပဒေအရဟလာဒီကျူးကျော်တဲ့ဥစ္စာဟိုဆိုပြီးတော့6ယောက်ကသူကဟိုဒါကအစိုးရရဲ့စီမံခန့်ခွဲလို့ရတဲ့မြေဖြစ်တဲ့အတွက်အဲ့ဒီပုံမှာအစိုးရရဲ့စီမံခန့်ခွဲတဲ့မြေအစိုးရပိုင်တဲ့မြေပုံမှာအယောင်းဝယ်လုပ်တဲ့ဟာဖြစ်တယ်အယောင်းဝယ်လုပ်တဲ့6ဦးကိုကျွန်တော်တို့ကပုံမှန်ဟို6တင်နဲ့ဒီပြည်သူပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်တဲ့မူပေါ့နော်အဲ့ဒါမျိုးနဲ့ကျွန်တော်အရေးယူထားတာဖြစ်ပါတယ်အဲ့ဒီဟာကဟိုတရားရုံးမှာကျွန်တော်တရားစွဲဆိုဖို့လုပ်နေပါတယ်ဆိုတော့ဂျမန်ဘက်နှစ်ကြိမ်အခုဆောင်ရွက်ဆက်ကလာဂျမန်တစ်ကြိမ်ကို15ရက်နဲ့နှစ်ကြိမ်တလားဂျမန်ယူပြီးလို့ရှိရင်တော့တရားစွဲဆိုဖို့လုပ်ပါတယ်ဆိုတော့သူကဒီပြည်သူပိုင်ပစ္စည်းနောက်အစိုးရပိုင်ပစ္စည်းကိုဟိုရောင်းချတာသူပိုင်ဆိုင်မှုမရှိမဲ့ရောင်းချတာမျိုးနဲ့တရားစွဲတဲ့အမှုဖြစ်ပါတယ်ဒီကိစ္စနော်ဆိုတော့အဲ့ဒီဟာတော့သူရဲ့တက်တည်ထွက်ဆိုချက်ဟိုအပေါ်မှာမူတည်ပြီးမှတရားရုံးကနေတာဆုံးဖြတ်ရမယ်ကိစ္စကိုကျွန်တော်ပြောလိုပါတယ်နောက်တစ်ခုကဗိုလ်ချုပ်ချေယုံနဲ့ပတ်သက်တဲ့ဥစ္စာကျွန်တော်နည်းနည်းလေးရှင်းပြချင်ပါတယ်ဗိုလ်ချုပ်ချေယုံနဲ့ပတ်သက်တဲ့ဥစ္စာကတော့ဟိုကျွန်တော်တို့ဗိုလ်ချုပ်ချေယုံကိုရှင်းပြနေပြီးဟာခါမျိုးပေါ်မှာပြောလေတော့မှာအရင်တော့က1992ကလေးကဗိုလ်ချုပ်ချေယုံကိုကျွန်တော်တို့တိဆောက်ခဲ့ပါတယ်အဲ့ဒါကတော့ကလေးမျိုးမှာဟိုအော်ဒါမှာပြီးမှဒီဟ
concrete နဲ့အဲ့ဒီဘုံချုပ်ကြီး9ပေအမြင့်ကိုလုပ်ပြီးတော့မှဒီဟာခမြို့ပေါ်မှာပဲဘုံချုပ်ပန်းချံဆိုပြီးတော့ဆောင်ရွက်ခဲ့တာ90ခုနှစ်မှတ်တမ်းများအရာတွေ့ပါတယ်အရင်ကတော့ထွေးအုပ်ကနေပြီးဆောင်ရွက်တာဖြစ်ပါတယ်90ခုကြာမှဒီဟာကို CBN အနေနဲ့လွှဲပြောင်းယူပြီးမှ CBN ကနေဒီဟာကိုထိန်းသိမ်းနေအဆောက်အအုံတွေလည်းထားတယ်ဆိုတော့2016ကြာမှဒီလွှတ်တော်ရုံးဆောက်ဖို့အတွက်ကိုအမီနီယာရွေးတဲ့ရှင်မှာဒီပန်းချံကိုရွေးချယ်ပြီးတော့အစိုးရအဖွဲ့ကနေလွှတ်တော်ကိုလွှဲပြောင်းပြီးမှဒီပန်းချံကိုလွှတ်တော်ရုံးဆောက်တဲ့ချိန်မှာဒီရုပ်တုတွေလည်းထည့်လိုက်ရတယ်ဖြစ်ပါတယ်အဲ့ဒီအတွက်ကိုလွှတ်တော်ကနေပြီးတော့ကျွန်တော်တို့ဒီအလှရှင်ရှာပြီးတော့ဒီမှာရှိခဲ့တဲ့ဘုံချုပ်ကျေးရုပ်ကိုထားဖို့အတွက်ဒီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါတော့အရင်ကတော့အုပ် complete နဲ့လောက်တာဖြစ်တဲ့အတွက်ပုံပုံပြီးတော့ခိုင်မာအောင်ရေရှည်တဲ့ရှိအောင်ဆိုပြီးတော့အဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်တို့ကြီးရုပ်နဲ့ကျွန်တော်တို့ပြန်ပြီးတော့ဒီဆောက်ခဲ့ပါတယ်အဲ့ဒါတော့လက်ရှိလွှတ်တော်ရုံးမှာရောက်ပြီးသားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လောလောဆယ်တော့ပန်းချံနေရာရွေးနေလို့ဖြစ်ပါတယ်ပန်းချံတော့ဒါအားလုံးသိအောင်ပြောရရင်တော့ကျွန်တော်တို့ view point မျိုးအထွက်အဝင်မှာ view point ရှိပါတယ် view point နဲ့တစ်ဆက်တဲ့ဒီပြည်တွင်းပြည်ပအဲ့တဲ့တွေပန်းဖြာနာယူရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော် view point ကိုလည်းဆောင်ရွက်ထားပါတယ်ဆိုတော့ဟာခမှာလာလို့ရှိရင် view point ကိုပဲလာလေပြီးတော့မှ view point ကိုပဲလာလေ့လာပြီးတော့မျိုးရှုခင်းနဲ့ကြည့်တာဖြစ်ပါတယ်အဲ့ဒါနဲ့တစ်ဆက်တဲ့ပြအောင်လို့ကျွန်တော်တို့အခုခလေးကစားကွင်းနောက်စီမံပန်းချံဆိုတဲ့အဲ့ဒီဆောက်ဖို့ပဲအဲ့ဒီပိုင်ရှင်ဖြစ်တဲ့ဆက်သွေးအပိုင်ဝင်ကြီးဌာနကအပိုင်ပေါ့အဲ့ဒါက၄ဒသမ 83 ညဧကရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့အခု2.49 ဧကကိုအဲ့ဒီထက်ကလွတ်နေတဲ့ဧကကိုပန်းချံလို့ပြောတယ်ကျွန်တော်ရည်စူးဆောင်းနေပါတယ်ဆိုတော့မီဒီယာတွေFacebook တွေမှာလည်းတက်နေတဲ့ဟာတွေရှိပါတယ်နောက်ထုတ်ပြန်ထားတယ်လည်းရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီမြို့မိဘတွေနဲ့ဒေသခံလူထုတွေနဲ့ကျောင်းသူကျောင်းသားတွေနဲ့ညှိနှိုင်းမှုရပြီးတော့ဆောင်ရွက်ဖို့စဉ်းစားတာဖြစ်ပါတယ်လက်ရှိရုပ်တုတွေကိုလည်းကျွန်တော်တို့ဒီပင်လုံစာချုပ်မှာပါခဲ့တဲ့ခေါင်းဆောင်ကြီး3ယောက်ရဲ့ပုံကိုပါလုပ်ဖို့ရည်စူးပါတယ်ဆိုတော့ဒီဟာကအလှူရှင်မိသားစုတွေကိုသဘောတူချက်ယူတယ်မိသားစုတွေပြီးတော့မှအလှူရှင်ရှာပြီးမှကျွန်တော်စနစ်ကျလုပ်ဖို့တော့ရာထမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လက်ရှိကတော့ဘုရားဆောင်ရွက်ဖို့တော့အလှူရှင်ပေါ်တဲ့အတွက်လုပ်ထားပြီးဖြစ်ပါတယ်အဲ့ဒါကလက်ရှိမှာအလှူရှင်က300လောက်ထမ်းပြီးမှထားလုပ်တာဖြစ်ပါတယ်ရုပ်တုတူကို300လောက်ဝန်းကျင်လောက်ကုန်ကြတာဖြစ်ပါတယ်ဆိုတော့ဒီဟာကဘာနာငွေရရှိအတွက်ကိုဒီကျွန်တော်ဒေသခံနဲ့အလှူရှင်နဲ့ဒီလိုပဲဆောင်ရွက်ရင်တော့ဒီအခုနမီဒီယာကမေးတဲ့ပုံစံတူ site တူဒီလိုမျိုးတွေလည်းဖြစ်နိုင်ပါတယ်ကျွန်တော်ဒါတော့အချိန်လေးယူအောင်ဒီပန်းချံကလည်းချက်ချင်းကြီးကျွန်တော်လုပ်ဖို့အဆင်မပြေသေးပါဘူးမြေနေရာရရှိဖို့ကိုလည်းကျွန်တော်ဝန်ကြီးဌာနနဲ့ညှိနှိုင်းလို့ဖြစ်တယ်အစောဆုံး6လနဲ့တစ်နှစ်ဝန်းကျင်လောက်တော့ကြာနိုင်နေတဲ့အကြောင်းရှိပါတယ်ဒီကြားမှာလည်းကျွန်တော်တို့ဒီကိစ္စကတော့ဒီဆောင်ရွက်မဲ့ကျွန်တော်တို့မျိုးပါတွေနဲ့ဒီစိတ်ဝင်စားသူတွေနဲ့ညှိနှိုင်းပေါင်းစပ်ပြီးတော့တေချာလေးဆောင်ရွက်မဲ့အကြောင်းကျွန်တော်လည်းပြောလိုပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးတွေဆိုတော့ဖြစ်ပါတယ်အမှားတော့ဆေးဖတ်တာကျွန်တော်ကနံပါတ်9把它也上路，那还是还是下台。那大家的话不，就那个老干嘛，把他们呼吸，你呢是身边的人嘛是的，他那办米的路啊，米类啊，他们米类也是啊，效果就那个杀出他来，帮助他的啊。တင်းတော်ရည်နေနဲ့လည်းကိုတင်းတော်ပိုင်းပြည်ဒီကိုသာသနာပိုင်းဖြစ်အောင်လုပ်ပေါ့နော်တော်တော်များများကနေဒီမှာမတိဘူးဒီမတိတဲ့ခါကျဒီတိုင်းပဲနေပြီးတော့နောက်ဆုံးမှာပါလုံးနဲ့ညာလုံးနဲ့ဆိုတဲ့အခါမှာသူပိုင်ဆိုင်မှုကအားနည်းနေတယ်အဲ့လိုမဖြစ်အောင်ကျွန်တော်တောင်းဆိုထားပါတယ်ပြီးတော့ဒီမရာဘုရားကျောင်းဆိုတာကဘယ်နာမှာဖြစ်မလဲတော့မသိဘူးအရှင်အောက်ကဟာဆိုတော့အဲ့ဒါကသူတို့ဒီအစိုးရပြီးထားတဲ့1.6 ဧကလောက်တင်တယ်အဲ့ဒါတော့သူတို့အပိုင်ပါပဲအရင်ပြဿနာဖြစ်တာကတော့ဒီတိုင်းစီအဆောက်မဲ့ကိစ္စနဲ့ပြဿနာဖြစ်တာကသူတို့9ဧကလောက်ကိုယူတဲ့အခါမှာဒါတော့အဆင်မပြေဘူးပေါ့နော်သူတို့ရထားတဲ့သူတို့ပေးထားတဲ့1.6အတိအကျတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်မှတ်ပြီးတော့1.6ဝန်းကျင်လောက်ကိုသူတို့ပေးထားတာရှိတယ်အဲ့ဒါတော့သူတို့အပိုင်ပဲဖြစ်ပါတယ်ကျန်တဲ့အပိုင်အပြန်ပိုင်းတော့ကျွန်တော်မပြီးတော့ပဲねဒီပရင်သား
တိုင်းစီအနေနဲ့အဆောက်ပေါ့နော်ဆောက်နေပါတယ်နောက်တစ်ခုကတော့ဟာခါစီယုံတမားတော်ကဒီကရင်300နဲ့လူလောက်တဲ့တမားတော်ပေါ့နော်အရင်တော့တမားတော်ယောဂဗီဒတစ်ခုတည်းမှာတယောက်ပဲရှိတယ်အခုနောက်ပိုင်းတော့ကျွန်တော်ပို့ရပါတယ်ဒီ2ယောက်မီစီတို့ခွဲစိတ်တို့ဆိုရင်ရှိပါတယ်အဲကြောင့်ကတဲ့900 1000လောက်မပြည့်စုံပြီမဲ့အရင်နဲ့ဆိုင်တော့ခုချိန်မှာတော့တော်ပြည့်စုံလာပါတယ်ဒါပေမဲ့လိုအပ်ချက်တော့ရှိလို့ပါပဲကျွန်တော်လိုအပ်တဲ့အထူးကူကြီးပစ္စည်းအထူးကူတို့ဘာလို့ကထပ်တောင်းစေပေါ့အဲ့ဒါကျွန်တော်တစ်ဆက်ချက်ပြောချင်တာကတော့ဒီထောင်စုဝင်ကြီးနဲ့တွေ့တိုင်းဝင်ကြီးချုပ်လက်တင်ပြတယ်ကျွန်တော်လက်တင်ပြတယ်ဒါအထူးကူကိစ္စကတော့ဒီကျွန်တော်တို့နိုင်ငံရဲ့ human resource error ပေါ့နော်ကြောင့်ကျွန်တော်တို့အထူးကူကလုံလောက်မရှိဘူးအခုတက်နေတဲ့အထူးကူဒီပြီးမှလုံလောက်လားမသိပါဘူးတော်တော်ဆယ်မှာတော့တော်တော်များများနေရာမှာဒီအခက်အခဲတော့ကြုံနေပါတယ်ဒါပေမဲ့ဟာခါကတော့အထူးအစီအစဉ်နဲ့ချပေးတဲ့အခါမှာတချို့ဘာသာရပ်တွေဆို2ယောက်ရှာရှိပါတယ်ဒါကြောင့်အရင်နဲ့ဆိုင်တော့အများကြီးကောင်းလာတယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်passportကိစ္စတော့ရဲလို့ရဲခေါ်လာတာကိစ္စတော့တော့ကကိစ္စတော့ဘူးရှိတော့ကကျေတော့ဒီလိုပြောတယ်ဟိုဝင်တော့ချီအဲ့ဆိုပြီးမှဖြေလိုက်တယ်လေဟိုနောက်ရေးစရာရှိဆက်နေလိုက်ပြီဒီရပြောမှာမြန်ဆွေးနွေးရရှိပါသေးလားရှေ့စေထပ်ပြီးတော့ဝိကောရှေ့ပါပါရှေ့ရှိတယ်ရှေ့ပြောကြာကျွန်တော်ကတော့ချင်းကြတယ်ဈေးဌာနကဖြစ်ပါတယ်ကျွန်တော်မေးချင်တာကတော့အခုအစိုးရကနေချပေးဒီခွက်ရှောက်တဲ့နေရာမှာမတရားနေခွက်ရှောက်ထားတဲ့လူတွေရှိတယ်လို့ဆိုတော့ဝန်ကြီးဦးစုကျော်ကပြောတယ်လို့ကျွန်တော်ကြားတယ်အဲ့ဒီမတရားနေခွက်ရှောက်ထားတဲ့လူတွေကိုဘယ်လိုမျိုးပုံစံနဲ့ရေးယူမလဲပေါ့အဲ့ဒါလေးကိုသိချင်ပါတယ်ချင်းကြတယ်ချင်းကြတဲ့ဌာနကျွန်တော်တို့မြေကွက်စီစီကြီးအဖွဲ့အနေနဲ့တွေ့ရှိတာကတော့မြေကွက်က900ကျော်ကလေးရှိပါတယ်အဲ့ဒါမှာရှုပ်တဲ့လူကတော့2050ရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဘောလေဖတ်တုံချင်းအထူးလူဟာမျိုးပေါ့လေနောက်ပြီးတော့ဟာခါမှာအနည်း30မနီတဲ့လူတွေပါပါတယ်အဲ့လိုဆိုတော့စိတ်မှုရင်းမှုရေပွဲကိုချိုးမှုနဲ့လောက်ကနေရှိနေပါတယ်ရှိနေပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့မတရားမရှိတဲ့နေလို့ရှိတာပေါ့နော်တော့အင်ထုံစုရှိကပဲရှိလိုက်ရှိပါတယ်အင်ထုံစုရှိမဟုတ်တဲ့ဒီပုဂ္ဂိုလ်လာရှိဝင်တော့ကျွန်တော်တို့ပေးပါတယ်ဒါလို့ဆိုတော့ရတဲ့ရှိထားတဲ့နေရာက900ကျော်ရှိတယ်ရှိတဲ့လောက2000ဆိုတော့3ဆလို့ရှိတဲ့ခါကျတော့အဲဒီတိုင်းပဲကျွန်တော်တို့ပါတယ်လို့ကျွန်တော်နာမည်ပြည်ဒီမှာခဏတုံတင်ထားတာခဏတုံကျွန်တော်တို့ခုနမိကုချင်းလက်ကိုစမေးထားတာကတိမိကြီးအကြောင်းပေါ့ကျွန်တော်တို့တော်တော်ကြာခဲ့ပြီနားလို့တာတိမိကြီးကပြီးတော့အခုထိမရသေးဘူးပြီးတော့ရမယ်နဲ့တတိမိလည်းများတော်တော်ထွက်လာတယ်ဒါပေမဲ့အခုထိမရဘူးဘယ်လိုကြီးခုနပြောတာကတော့ဒီမှာလက်မှာရမယ်ဆိုတာပြန်ပြောလာတော့ဘယ်ဟာကဒီဖြစ်မလဲဆိုတာကျွန်တော်တို့ဘယ်လိုရေးမလဲဆိုတာလည်းနည်းနည်းအခက်အခဲရှိတာပေါ့လေတကယ်တော့ company နဲ့အောက်တိုဘာလမှာတွေ့မယ်။ဒါမှရှိနဲ့တွေ့မယ်ပြီးတော့ဒီဇင်ဘာလမှာတကယ်ကိုအပြီးလုံနိုင်မှာလား။အဲ့ဒီအစီအစဉ်ရောဘယ်လိုရေးဆွဲထားတာရှိတယ်လဲ။ပြီးတော့
တာဝန်ရှိသူတွေနဲ့တွေ့ပြီးမှပဲဆွေးမှာကအခုမဆွေးသေးဘဲနဲ့ဒီဇင်ဘာကမှပြီးမယ်ဆိုတဲ့ဟာကတကယ်ဖြစ်မလားပေါ့အဲ့ဒီကိုတစ်ချက်မေးချင်တယ်ပြီးတော့ဒီကျူးကျော်အင်ဂျီယာဆိုတာကကျွန်တော်တို့သိရတော့ဆိုလို့ရှိရင်ကျူးကျော်တာကဒီ6ထဲမဟုတ်ဘူးဟာခါမှအများကြီးရှိတယ်လို့ကြားရတယ်တွေ့ဖူးတယ်ဟိုကဥပ္ပထာတွေနဲ့ရဥပ္ပထာတွေနဲ့ပြည်လေတော်ရတဲ့အင်ဂျီယာတွေဆောက်ထားတဲ့အင်ဂျီယာတွေလည်းရှိတယ်အဲ့ဒါဒီရောဘလို့ဆိုရနေတယ်ဘလို့ကန်ကြွယ်မလဲပေါ့အဲ့ဒါကိုကန်ကြွယ်ဖို့အစီအစဉ်ရောရှိသလားရှိတော့အခုနဒီ6ကိစ္စမှာကျွန်တော်ပြပုံတာတော့မဟုတ်ပါဘူးဗါလဲဟင်းဟာရေးကော်မတီပေါ့နော်အစိုးရကဖွဲ့ထားတယ်ဖွဲ့ထားတော့အစိုးရကဖွဲ့ထားတော့ဒီဟင်းဟာရေးကော်မတီနဲ့ဒီဒေသခံလူထုကတွေ့တာမဟုတ်ပဲလေသူတို့ကခေါ်ပြီးတော့ပြောတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်လို့ဖြစ်နေတယ်ဆိုတော့ဒီဟင်းဟာရေးကိစ္စကိုအစိုးရအနေနဲ့ကောင်းတွေ့တာရှိသလားပြီးတော့ကိုယ်တိုင်ကိုကြပါလေစစ်ဆေးတာရှိသလားပေါ့အဲ့ဒါနည်းနည်းသိချင်တယ်ဟာခါရီပတ်သက်ပြီးတော့ဒီကဖြည့်ပြီးပါပြီဟာခါရီကကျွန်တော်တို့အဓိကမှားနေတာကဟာခါမျိုးရင်းပေးတဲ့ရေအဆင်မပြေတဲ့အကြောင်းကဒီဇိုင်းစာပေမစင်ဘူးဒီဇိုင်းမထွက်ဘူးလေအောက်ပလန်မရှိတဲ့အတွက်အခုအရန်ကိုခက်ခဲပြီးတော့logo လောက်တဲ့ 0.7 billion နဲ့လောက်တဲ့ကိစ္စကလုံးဝမအောင်မြင်တာဖြစ်ပါတယ်အဲ့ဒီမှာရေကန်40လုံးလောက်ထားတယ်အဲ့ဒီရေကန်နဲ့တစ်ခုမှမကောင်းဘူးသုံးလို့မရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုကဒီအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်တို့ဒီ GRF 2019 GRF မှာတန်း220ရပြီးတော့မှအဲ့ဒီဟာကနေကျွန်တော်တို့အခု survey လုပ်ပါတယ် survey လုပ်တော့တက်မိုင်ကိုကျွန်တော်9သိန်းခွဲလောက်ပေးရတယ် survey လုပ်တဲ့ data အတွက်နော်နောက်ပြီးတော့ design ဆွဲခါကတက်မိုင်ကို6သိန်းခွဲပေးရတယ်အဲ့ဒါနဲ့ပါအခုကျွန်တော်တို့အခုမှစပြီးတော့ကျွန်တော်တို့ရဲ့လိုလားချက်နဲ့ဒီရေရအောင်ကျွန်တော်စူးစမ်းပြီးဆောင်ရွက်နေတယ်ဆိုတာပြောချင်နော်ဆိုတော့အခုန9သိန်းခွဲနဲ့6သိန်းခွဲပေါင်းတယ်14သိန်းလောက်ကျတယ်တက်မိုင်ပြီးဖို့ဆိုတော့မျိုးတစ်မျိုးလုံးမှာရှိတဲ့ဟာအားလုံးတွက်ကြည့်လိုက်29မိုင်ရှိတယ်အခုကျွန်တော်ပိုက်လိုင်းလောက်ရမယ်မိုင်30နဲ့လောက်ရှိတယ်29မိုင်ကျော်တယ်မိုင်30လောက်ဖြစ်တဲ့အတွက်အဲ့ဒီမှာ survey လုပ်တဲ့အတွက်လည်းကုန်ကျစရိတ်တွေကတော်တော်များတယ်ဆိုတော့ survey ၄ခုကတော့ပြီးသွားပြီးတော့အခု design ထွက်ပြီးကျန်တဲ့ group တွေကလည်းကျွန်တော်တို့အခု design တွေတောက်လျှောက်ရတယ်ဆိုတော့အဲ့ဒါကလည်းပိုက်လိုင်းတွေပေါ့အကုန်ကျွန်တော်အသက်ဝယ်ပြီးလုပ်ရတာဖြစ်ပါတယ်သူတို့ရဲ့လုပ်ထားတဲ့လမ်းကြောင်းပေါ့သူတို့ရဲ့လုပ်ထားတဲ့ပိုက်သူတို့လုပ်ထားတဲ့ကံကိုသုံးလို့မရဘူးကျွန်တော်အဲ့ဒါကြောင့်ကိုဒီလူလူတွေမြန်မြန်ရအောင်ဆိုပြီးတော့သူတို့ရဲ့ line ကိုကျွန်တော်မသုံးတော့ဘဲနဲ့ line အစ်တင်နဲ့ပြောရင်တော့ကျွန်တော်တသိ၄သိန်းကန်ကနေရေစစ်တယ်ရေတန်းထွက်လာပြီးတသိန်းကန်ကနေနောက်ထပ်တသိန်းကန်တွေ့ပြီးမှအဲ့ဒီကနေ direct လူလူကိုပေးတဲ့စနစ်ကိုကျွန်တော်တို့အခုစူးစမ်းပြီးဆောင်နေတာဖြစ်ပါတယ်ဆိုတော့ပေါ့ဒီဇင်ဘာ31တိရမယ်ဆိုတော့ရီမန်းချက်ပေါ့အရင်တော့ကတော့ဘယ်ချိန်မှပြီးမှရီမန်းချက်မထားဘူးကျွန်တော်တို့အခုပြောရင်ကျွန်တော်ရီမန်းချက်ထားလုပ်တဲ့အတွက်အခုဆို L group to group ပြီးသွားပြီ L group to group လုံးဝပြီးသွားပြီရေးပေးလို့ရတယ်တကယ်လို့ဆိုတော့ group တစ်ခုချင်းအဲ့လိုသွားပြီးတော့လွယ်တဲ့ group ၄ခုကိုကျွန်တော်တို့အခုအောက်တိုဘာမှာအပြီးအဲ့လိုလုပ်ထားပါတယ်ကျန်တဲ့၈ group ကိုဒီဇင်ဘာမှာအပြီးအခုပိုက်တွေအခု design လုပ်ပြီးတော့မှအခုdrawing ထွက်တဲ့ချိန်ကျမှပိုက်ကစဝယ်ရတာအဲ့လိုဖြစ်နေမဟုတ်ဘဲနဲ့ပိုက်တွေကအခုဆရာတို့လည်းတွေ့မှာပိုက်တွေအများကြီးပုံနေအဲ့ဒီပိုက်ကကျွန်တော်တို့အခု design အတိုင်းသုံးလို့မရဘူးဆိုတော့အခု3လက်မပိုက်ကို2လက်မပိုက်ကိုပြန် design အတိုင်းကျွန်တော်တို့ဝယ်ပြီးမှအားချင်းလုပ်နေတယ်နေညကျွန်တော်တို့ဆရာ engineer တွေနဲ့ဌာနကလုပ်တယ်ကုမ္ပဏီကိုပေးလို့ရှိရင်လည်း budget ကမရှိတော့ဘူးအဲ့ဒီ budget မရှိဘဲနဲ့ကုမ္ပဏီကိုဆက်ပေးလို့မရတဲ့အတွက်ကျွန်တော်တို့ကမျိုးတွင်းပေးတာဖြစ်တဲ့အတွက်စီပင်ဌာနကပဲတောင်းယူလုပ်မယ်ဆိုပြီးအခုပြည်နယ်စီပင်ကကြီးကြပ်ပြီးတော့ကျွန်တော်မျိုးနယ်စီပင်ကတောင်းယူပြီးလုပ်တာဖြစ်တာအခုဆရာတို့ပြောရင်တော့ total group နဲ့ဆို L group ပြီးနေတယ်နောက်ထပ် group တွေလည်းဒီအောက်တိုဘာထဲမှာကျွန်တော်နောက်ထပ် group 3 group လောက်တော့ပြီးသွားတယ်အဲ့ဒါပြီးရင်တော့ကျွန်တော် channel group ကိုလည်းဒီဇင်ဘာကအပြည့်ကျွန်တော်ရည်မှန်းချက်ထားပြီးလုပ်နေပါလေကျွန်တော်အနေနဲ့တော့ပြီးမယ်လို့လည်းယုံကြည်တယ်ဘာလို့ budget ကစုံရင်ကျွန်တော်ပြီးမယ်budget ကတော့ခုနနှစ်ခုပေါင်းလိုက်တော့440တန်းပေါ့အဲ့ဒီကျွန်တော်တို့ကတကယ်မှန်းတာကတော့အားလုံး design အသစ်နဲ့လုပ်မယ်ဆိုကျွန်တော်တန်းဘောလောက်ကုန်မယ်ခင်ဗျတန်း800လောက်ကုန်မယ်တန်း800လောက်ကုန်မယ်အဲ့ဒီ budget ပြီးရင်ကျွန်တော်ပြီးမယ်
ဆိုတော့440ကတော့အခုရာထားတာ220ဟိုနောက်ထပ်1920မှာထည့်တာ220 440အဲ့ဒါနဲ့တော့ဘယ်လိုလောက်ဖြစ်တယ်တန်းရှိရတာအပြည့်ရမယ်ဆိုကျွန်တော်ပြီးအောင်ကျွန်တော်ဒီဇင်ဘာမှာလုပ်ဖို့ဟိုအမခံတယ်ဆိုတာတော့ဒီမှာဆရာတို့စီလည်းပြောချင်တယ်မြို့လူထုတွေလည်းကျွန်တော်တို့အဲ့တိုင်းပဲဟိုအတိတ်ပေးချင်ပါလေနော်ဆိုတော့အခုပြောရရင်တော့ဟိုလူတွေနဲ့ကျွန်တော်တို့ဆွေးနွေးဖို့စောင့်တာတစ်ပိုင်းသူတို့နဲ့ကြတော့သူတို့ကဘာတွေဆုံးရှုံးနေတာတွေဘယ်လောက်ရောအောင်ဘာတွေပတ်စံသွင်းရမလဲဒါကိုပဲကျွန်တော်စဉ်းစားတော့သူတို့ရဲ့ line ပေါ်မှာကျွန်တော်မလျှောက်တော့ကျွန်တော်တို့ line အသင်းတာကိုသွားတာဖြစ်ပါတယ် survey အသေးဟို design အသေး layout plan အသေး estimate အသေးနဲ့အဲ့လိုသွားတာဖြစ်ပါတယ်เนาะအဲ့လိုလေးဆရာတို့ပြောချင်ပါတယ်နောက်ကျူးကျော်နဲ့ဟိုပတ်သက်ပြီးတော့ညှိနှိုင်းကော်မတီဥရခန်းကိုကျွန်တော်တောင်းပေးပါတယ်ဥရခန်းနဲ့ကျွန်တော်ဖွဲ့ထားတာအရောက်ဟိုအုပ်ချုပ်မှုရှေ့မျိုးရက်ွက်အုပ်ချုပ်မှုရှေ့အောင်ပါဆိုကျွန်တော်လူ20ကျော်တယ်ဖွဲ့ထားအဲ့ဒီမှာဂုဏ်သိက္ခာရှိတဲ့ဆရာတော်ကြီးတွေထားလာသိက္ခာတော်ရဆရာကြီးတွေလည်းပါတယ်3ယောက်ပါပြီးတော့အဲ့လိုဖွဲ့စည်းပြီးမှဒီဟိုညှိနှိုင်းတဲ့ဥစ္စာတွေစနစ်ကြလုပ်တာဆိုတော့ one by one တေချာလေးမြေတွေမှာဆင်းပြီးသူတို့ကလည်းအပင်မခံပြီးတော်လုပ်တယ်နော်အပင်မခံလုပ်တယ်ဒီလိုအုပ်စုလိုက်ရေးခေါ်လို့ရှိရင်တခါလေတယောက်တစ်ပေါက်နဲ့ပြောရတယ်အဆင်မပြေမှာဆိုလို့သူတို့ရဲ့ပြောဆိုချက်အရာကတော့တယောက်ရှင်းဟိုပထမကျွန်တော်ပြောရလေပထမရှိတာ10ယောက်နောက်ပိုင်းကျလမ်းဖောက်လိုက်တော့83ယောက်နောက်ကျတော့လူက100ကျော်ဖြစ်သွားတယ်အဲ့ဒီဟာကိုလည်းမြေပြင်မှာရှိတဲ့ဟာအားလုံးနဲ့သူတို့ကွင်းဆင်းပြီးကြည့်တယ်ဒါပေမဲ့တချို့ကပိုင်ဆိုင်မှုတွေအိမ်သာဆောက်ထားတာလူကမရှိဘူးဆွလို့လည်းမရအဲ့လိုမျိုးတွေတော့ဖြစ်တယ်ဆိုတော့အဲ့ဒီပုံမှာတော့ကျွန်တော်တို့ကညှိနှိုင်းရေးကော်မတီက report နှစ်ခါရှိပြီတင်အဲ့ဒီ report ပုံမှာမဟုတ်ဒီမှာကျွန်တော်တို့ကဟိုသူတို့မတရားလုပ်တယ်လို့ကျွန်တော်တို့ကမယုံကြည်ဘူးသူတို့မှာဒီ report တစ်စောင်ထွက်ဖို့ကဂုဏ်သိက္ခာရှိတဲ့ဦးနဲ့ဆရာတော်ကြီးတွေဟလာသိက္ခာတော်ရဆရာတော်ကြီးတွေလည်းပါတယ်နောက်မြို့မျိုးပါတွေပါတယ်စီမံကော်မတီတွေလည်းပါတယ်အဲ့လိုတွေနဲ့ရက်ကွယ်အုပ်ချုပ်မှုတွေလည်းအကုန်ပါတယ်ဖြစ်တဲ့အတွက်သူတို့ရဲ့စီစဉ်ချက်ဟာတင်းလောက်ပတ်တယ်လို့ကျွန်တော်တို့ခံယူပါတယ်နော်ဆိုတော့ပြည်သူနဲ့ဟိုမကျေနပ်တာတော့ရှိနိုင်တယ်ဟိုအမှန်တမ်းပြောရရင်တော့ဒီညှိနှိုင်းရေးမှုဥရခန်းကိုလည်းဖြုတ်ပေးပါဆိုတဲ့အထိနောက်ပြီးတော့ဒီဆရာတော်ကြီးတို့လည်းမပါစေချင်ဘူးဆိုတဲ့အထိကိုကျွန်တော်စီစာတွေတိုင်တာတွေပို့တာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမြို့ပြစမကြီးစနစ်တကျလုပ်ဖို့အတွက်ကိုကြီးကြပ်ရေးကော်မတီဆိုပြီးတော့လည်းဖွဲ့ထားတယ်နောက်ပြီးတော့တိဆောက်ရေးကော်မတီဆိုပြီးတော့ဖွဲ့ထားတယ်အဖွဲ့တိဆောက်ကော်မတီအောက်မှာအခုနဆက်ကော်မတီ၄ခုဖွဲ့တယ်အဲ့ဒီမှာအခုနညှိနှိုင်းရေးကော်မတီကအဓိကစညှိတယ်အဲ့ပြီးတော့ဒီလမ်းရည်မြေကော်မတီကလမ်းဖောက်တယ်နောက်ပြီးဗန္ဒာရေးကော်မတီပေါ့ဒီမြေကွက်ချထားလို့ရှိရင်ဗန္ဒာရေးကော်မတီကငွေဟိုလိုအပ်တဲ့ဟာကိုတိဆောက်ဖို့အတွက်ငွေတွေစီမံခန့်ခွဲမယ်ပြီးတော့မှမြေကွက်စစ်စစ်ချထားရေးဆိုပြီးတော့အဲ့ဒီမှာလည်းတိခါတော်ဆရာတော်ကြီးနေဒီမှာအဘောက်ရှိသူကဥက္ကဋ္ဌအဲ့လိုလေးနဲ့အမှားအယွင်းမရှိအောင်ကျွန်တော်တို့ကတော့ကောင်းကောင်းတော့တိဆောက်ထားတယ်နော်အဲ့ဒါလေးရှိတယ်ဆိုတာလေးပြောချင်တယ်နောက်တစ်ခုကတော့အခြားကျူးကျော်တဲ့ဥစ္စာဒီဧက696မလုတ်ခင်ပါဘူးဒီမြို့ပေါ်မှာကျူးကျော်ဆိုပြီးတော့ကျွန်တော်တို့ခမ်းမကျစင်းရ900ရှိတယ်လို့800ရှိတယ်လို့အဲ့လိုလေးတွေပြောပြီးတော့ဟိုပါကျွန်တော်ရောက်ခါစားကြတယ်လွန်ခဲ့တဲ့တစ်နှစ်ကျော်လေးကနော်အဲ့ဒီထဲကမှကျွန်တော်တကယ်မြေပြင်မှာကိုယ်စိမ့်ပြီးတော့ကြည့်တဲ့ခါကျတော့400နီးလောက်ရှိတယ်အိမ်လေးတွေဆောက်ထားပြီးတော့မှလူလည်းမနေဘူးဒီပိုက်ဆိုင်မှုအတွက်အိမ်ပဲဆောက်ထားတချို့ကတော့မြေပြင်မှာကိုလူနေတယ်နေတာကမှ3-4 နှစ်တချို့ကလည်း7နှစ်လောက်ရှိသွားတယ်ဒါမျိုးပေါ်မှာတော့ကျွန်တော်တို့တိကျအစည်းအဝေးလုပ်ပြီးတော့ပြန်စဉ်းစားပါမယ်အဲ့ဒီထဲကမှကျွန်တော်တို့တရားစွဲတာကို90နီးလောက်ကျွန်တော်တို့ရုံးပေါ်မှာတရားစွဲထားတယ်ကျွန်တော်စီမံခန့်ခွဲရတရားစွဲတဲ့ကိစ္စကတော့ကျူးကျော်လို့ကျွန်တော်တို့ဘာလို့သတ်မှတ်လဲဆိုတော့မြို့ဖြစ်တဲ့အတွက်မြို့ပေါ်မှာနေလို့ရှိရင်ဟလာတရားဝင်စီမံကိုကျွန်တော်ဒီနေရာမှာအိမ်ဆောက်ပါမယ်ဆိုတော့သူ့ရဲ့မြေပေးမိတ်နဲ့ဟလာသူ့ရဲ့ပိုက်ဆံမြေပေးမိတ်တရားဝင်ရှိပြီးတော့အဲ့ဒီမြေပေးမိတ်အပေါ်မှာစီမံကနေသက်ဆိုင်ရာဌာနတွေအားလုံးဌာန၄-၅ခုလောက်ရှိတယ်စိုက်ပျိုးရေးတို့မြေစင်းတို့အခြားစီပီတို့မိသက်တို့ဟလာအဲ့လိုမျိုးဌာနတွေအားလုံးစုံမအဲ့ဒါကိုကျွန်တော်အိမ်ဆောက်လုပ်ခွင့်ပြုတာဖြစ်ပါတယ်အဲ့လိုခွင့်ပြုချက်မယူဘဲနဲ့ဆောက်တဲ့တော့ကျွန်တော်ကျူးကျော်ဆိုပြီးတော့သူတို့ကိုတရားစွဲတာကိုအိမ်ဟို90လောက်ရှိတယ်အဲ့ဒါကိုသူတို့စီပီရဲ့စီမံခန့်ခွဲမှုတာတသိန်းစတန်ရပြီးတော့အဲ့လိုလေးချထားတာရှိတယ်ဒါပေမဲ့သူတို့ကနောက်တစ်ဆင့်ပြောရတော့အခြားစီမံခန့်ခွဲပုံမှန်81နဲ့ထပ်အယူဖို့ရှိတယ်ကျွန်တော်အရေးမယူဘဲနဲ့ခဏဒီအခုနကျူးကျော်တယ်လို့ပေါ်ပြတဲ့300-400လောက်ပေါ့အဲ့ဒါကိုအကုန်စုံအောင်တဖြည်းဖြည်းလုပ်ပြီးမှတပြေးညီတယ်လို့စဉ်းစားတယ်ဒီဟာကတော့ကျွန်တော်အစိုးရအဖွဲ့နဲ့ဒီတိကျအခြားသောကျူးကျော်ပေါ့နော်ဒီလမ်းမကြီးဥမာထန်တလန်လမ်းမဘက်မှာရှိတယ်ဟိုပဲဖလာလမ်းမှာရှိတယ်နောက်ကျော်ဘုတ်ဘက်မှာရှိသေးတယ်နောက်တစ်ခါဒီကံဘောဘက်ထွက်တဲ့ဘက်မှာလည်းရှိသေးတယ်အဲ့လိုဟာမျိုးနောက်ပြီးတော့တစ်ခါခြေတံရဲ့အောက်ဘက်မှာလည်းရှိတယ်
ကျွန်တော်တို့ကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အခုမြေရဲ့ခိုင်မာမှုပေါ့ကျွန်တော်တို့အခုမြို့ပြစီမံကိန်းတွေလုပ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဟာခမြို့ရဲ့ဟိုတောင်းပလန်ရအရင်တော့က6 student မိုင်ကနေ53 student မိုင်လုပ်လိုက်တယ်အဲ့ဒါကိုကျွန်တော်တို့စီပင်နယ်နိမိတ်ဆိုတတ်မှတ်ဖို့လေအခုလုပ်ဆိုတော့အဲ့ဒီနယ်နိမိတ်ထဲမှာရှိတဲ့မြေတွေကိုလည်းကျွန်တော်တို့မြေမျိုးစားခွဲပြီးတော့မှမြေလို့မြဲဆိုလို့ရှိရင်ကျွန်တော်လှုပ်ထုံးလို့ရဟလာဟိုကျွန်တော်ဘောကော်တီကိုတင်ပြပြီးတော့မှဆောင်ရွက်နေတာလေးတွေရှိအဲ့ဒီဟာလေးမပြတ်သေးတဲ့အတွက်ကျွန်တော်တို့ခဏလေးဒါဆိုင်ကနေတဲ့သဘောပါနော်ဆိုတော့သူတို့ရဲ့ဟိုနည်းနာမှုသူတို့ရဲ့ခံစားမှုအတွက်ကိုလည်းကျွန်တော်သေချာစဉ်းစားပြီးမှလုပ်လို့ရှိပါတယ်ဒါတော့အခုအားချင်းလို့တော့မရှိသေးဘူးဒါလေးတော့အနေထားတစ်ခုသိအောင်လို့ကျွန်တော်ရှင်းပြပါနော်ကြည့်တယ်ပြန်မေးမလိုက်ပါဘူးလာမကကိစ္စလေးတစ်ချက်ပြန်မေးလို့မစားဘူးဟိုအခုနကနံပါတ်1တော့နံပါတ်6လို့နံပါတ်1နဲ့9ဟောလား1 9နံပါတ်1ဟုတ်အမျိုးသားမှတ်ပုံတင်နှင့်ထောင်စုစင်လေးမှာမှုများတွင်ကြာမှစလုံးပေါင်းတပ်ပုံငွေတကရစ်မဟာမြတ်အတွက်ငွေသိန်းကနန်းနီးပါပေးမှပင်စင်တာမျိုးနဲ့လုံးဝပင်စင်ခွင့်မပေးတာတွေရှိနေတာကြောင့်မိတော့ဆောင်ရွက်ပေးရန်သိချင်ပါတယ်ပြီးတော့ဟုတ်နိုင်ငံခြား passport ကုန်ကျစရိတ်လေးအများဆုံး3500ဝန်းကျင်ရှိရလို့ကြားသိရတယ်ရုံးစကတဲ့အတစ်အတွက်9500တက်တန်းတူအတွက်9000ကောက်ခံမှုဒီစစ်ဖို့အစီအစဉ်သိချင်ပါတယ်ကျွန်တော် passport ကျွန်တော်ရှင်းပြလို့ရအောင်ရှင်းပြပြရအောင်ဟုတ်ကဲ့ကျွန်တော်တို့ဒီ passport တောင်းတာလားအဲ့တော့ကျွန်တော်တို့ဟိုဆုံးတော့မီဒီယာကြီးလေးပြောသွားတာတော့ကတော့ပုံစံရန်ကုန်မှာဟုတ်ကဲ့ဟုတ်ကျွန်တော်ကအခုအားလုံးကျွန်တော်တို့ပုံကြစိတ်ပေါ့နော်ဟုတ်ယူပါတယ်ဒါကတော့ကျွန်တော်ဖွင့်လင်းပြောတာယူလဲဆိုတာကကျွန်တော်တို့ဘာလို့ယူရလဲဆိုတော့ကျွန်တော်တို့ဒီ data စိတ်နဲ့ကျွန်တော်တို့အခြားကုန်ကြစိတ်တွေကိုကျွန်တော်တို့ရုံးသုံးဆောင်ပစ္စည်းပြီးဆက်ပစ္စည်းပြတ်တာတွေမှာကျွန်တော်တို့ပဲခံရတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့9000ယူပါတယ်အားလုံးလည်းအတိပဲကျွန်တော်လည်းဥပမာနဲ့ကျွန်တော်တို့ဘာကြောင့်ယူလဲဆိုတော့ကျွန်တော်ဥပမာနဲ့ပြောတာဒါပေမဲ့ကျွန်တော်တို့အခုဒီလိုကိုညာစိတ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့လာရောက်ပြုလုပ်တဲ့ public အနေနဲ့ငွေကြေးအဲ့လိုပေါ့နော်ကိုညာစိတ်ဒီတက်ပို့တက်တာမဲ့အစီအစဉ်ပေါ့အဲ့ဒါကိုကျွန်တော်ဒီလကွန်စပြီးတော့ရန်ကုန်ကျွန်တော်တို့ရုံးသုံးနဲ့လေကျွန်တော်တို့ဒီရုံးသုံးကိုညာစိတ်ကလေးတွေအဲ့လိုပေါ့ဟိုတတ်နိုင်တော့ကျွန်တော်တို့တတ်မို့ပြီးတော့ကျွန်တော်တို့ short ချဖို့ကျွန်တော်အစီအစဉ်ရှိပါတယ်ဒီလကွန်စပြီးတော့ကျွန်တော်တို့ရန်ကုန်နဲ့ရန်ကုန်တိုင်းမဟုတ်တော့ရန်ကုန်နဲ့ကျွန်တော်တို့မတိမ်ကြီးပေါ့ကျွန်တော်တို့ကတော့ကိုညာစိတ်ပုံများတယ်နော်ဟိုဆော့9000ဆိုတော့မဟုတ်ပါဘူးအဲ့တော့အဲ့အတွက်ကြောင့်ကျွန်တော်တို့စီစဉ်ထားတယ်ရှိပါတယ်ဒီလောက်ကောင်စပါမယ်ကျွန်တော်တို့ရန်ကုန်နဲ့ညှိနှိုင်းထားပြီးပါပြီလောက်တဲ့ public တက်တော့ကျွန်တော်တို့တက်နေတော့ကြိုးစားပြီးဆောင်သွားမယ်အဲ့ဒါလေးကျွန်တော်ပြောကြားချင်ပါတယ်အားလုံးပဲမင်္ဂလာပါအခုဒီအမျိုးသားမှတ်ပုံတင်နိုင်ငံသားစစ်စစ်မှတ်ပုံတင်နေတယ်ကျွန်တော်တို့အိမ်ထောင်စုစည်ရင်းဒီမှာကွဲပြားတဲ့အားလေးတွေရှိကောင်းရှိနိုင်တယ်ဆိုတာကဥပမာဒီကျွန်တော်တို့ကျောင်းစာတွန်းတဲ့အချိန်မှာကလေးတွေကိုစာတွန်းတဲ့အချိန်မျိုးမှာနော်မိဘတွေကိုယ်တိုင်ကမလိုက်ပဲနဲ့သူတို့အားနဲ့သူတို့ကျောင်းစာတွန်းတဲ့အချိန်မှာစပြီးတော့နာမည်လွှဲတဲ့အားတွေလည်းရှိကောင်းရှိနိုင်တယ်ပြီးလို့ရှိရင်ဒီအိမ်ထောင်စုတွေစလုပ်တဲ့အချိန်မှာရက်ွက်ကနေပြီးတော့ဒီစပြီးတော့စည်ရင်းစရာတွေပေါက်တဲ့အချိန်မှာဥမာရေးချတော့မောက်ချတော့စသည်အားဖြင့်လွဲချိုသွားတဲ့အားလည်းရှိနိုင်တယ်ဒါတွေကတော့ကျွန်တော်တို့ပြန်ပြီးတော့မှအောက်ခြေကနေစပြီးကျွန်တော်တို့ပြန်ပြီးတော့ပြင်ဆင်လို့ရပါတယ်ပြီးလို့ရှိရင်ဆယ်တန်းအောင်ပြီးသားပုဂ္ဂိုလ်ဒီနာမည်လွဲချိုသွားတယ်ဆိုတော့လည်းဒီဟာတွေကဒီမှတ်ပုံတွေထဲမှာလွဲချိုသွားလို့ရှိရင်ဆယ်တန်းအောင်နဲ့မှတ်ဖို့အတိကထားပြီးတော့ပြန်လည်ပြီးတော့ပြင်ဆင်ပေးပါတယ်ဒါကိုမြို့နယ်ခရိုင်ပြည်နယ်ဗဟိုရုံးချုပ်အထိအစစ်အစစ်ကျွန်တော်တို့တင်ပြပြီးတော့ပြန်လည်ဆောင်ရွက်ပေးပါတယ်ပြီးလို့ရှိရင်မတော်လို့တော်ကိုလွဲချိုသွားတဲ့ကိစ္စတွေမှာဆိုရင်ဥပမာမိုးအေးမာလုံးနဲ့တချောင်းရင်နဲ့မိုးတဲ့ဟာတဘောကဥပမာ
တဝေထုံမရေးချမိုးနဲ့မိုးတဲ့ဒီလိုမျိုးလွဲချိုသွားတယ်ဆိုရင်တော့သဘောကခါခွေးနဲ့ခိုးဥမိုးအေးခိုးဥမိုးအေးဆိုပြီးတော့ကျွန်တော်တို့ကပြန်လည်ပြင်ဆင်လို့ရပါတယ်ဆိုတော့ဒီပုံစံ30မှာလွဲချိုသွားတဲ့ဟာတွေလည်းပဲအတိကအဖြစ်တို့ဒီဆယ်ရအောင်ပြီးသားပုဂ္ဂိုလ်တွေဖြစ်ဖြစ်မအောင်သေးတဲ့မအောင်ဒီဟောကြောင်းမတက်တော့တဲ့ပုဂ္ဂိုလ်တွေဖြစ်ဖြစ်ဒီကြောင်းမှာတွင်းခဲ့တဲ့နာမည်ကိုပဲအတိကထားပြီးတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ပြင်ဆင်ပေးပါတယ်ဒီပါတီချေတဲ့ပါတီချင်တာရှိသေးတယ်ဟုတ်အဲ့ဒီမွေးတကရမဟာမြတ်အတွက်ငွေတင်ကနိုင်ဒီပါပေးမှပြင်ဆင်တာဟုတ်ဒီကနံပေးပြီးတော့ပြင်ဆင်တဲ့ကိစ္စတွေကတော့ဒါရှင်းရှင်းပြောလို့ရှိရင်တော့ပြင်ဆင်တဲ့လူနဲ့ပြင်တဲ့လူရဲ့တာဝန်ဖြစ်ပါလိမ့်မယ်ပြီးတော့လုံးဝပြင်ဆင်ခွင့်မပေးတာတွေကိစ္စကြောင့်ပြင်ဆင်ဖို့မရှိဘူးဆိုတာကမပေးတဲ့ကိစ္စတွေကြတော့ပြင်ဆင်ခြင်းတဲ့ပုဂ္ဂိုလ်တရားအနေနဲ့ဘယ်လိုအထောက်အထားတွေနဲ့ဘယ်လိုထောက်ခံချက်တွေနဲ့ဘယ်လိုလုပ်တယ်ဆိုတာလည်းလိုအပ်ပါလိမ့်မယ်အဲ့ဒီလိုထောက်ခံချက်အပြည့်အဝနဲ့သွားပြီးတော့ပြင်ဆင်ဖို့ကိစ္စမှာငင်းဆန်တဲ့လူတယောက်ရှိတယ်ပဲအဲ့ငင်းဆန်တဲ့လူရဲ့တာဝန်ဖြစ်တယ်အဲ့ဒါပြေတော့ဟုတ်တာပဲဟုတ်အားလုံးကျေးဇူးတင်ကျွန်တော်ကဒီဒေတာခံဘာတော့မီဒီယာတော့မဟုတ်ဘူးဒါကျွန်တော်ပြင်မလာတယ်ကျွန်တော်မျိုး iTomy လို့ခေါ်တယ် Federal ဂျာနီကပါဒီမြေနဲ့ပတ်သက်လာကျွန်တော်တိုင်းသားဒေတာမှာမကြာခဏဒီပြန်လာတက်လေးတက်ထားရှိတော့ဒီလွန်ခဲ့တဲ့လကလည်းကျွန်တော်ဒီချင်းပြည်ဟာခါမှာတက်ပြီးတော့အဲ့လိုတက်လေးတက်ထားရှိတဲ့တော့ကျွန်တော်တိုင်းသားတွေရဲ့ဒီနေရာပိုင်ဆိုင်မှုနဲ့ဒီပြဋ္ဌာန်းဥပဒေနဲ့မကြာခဏဒီပတ်တိုင်မှုတွေရှိတယ်ဒီတော့ဒီပြည်ပြည်အဆင့်နေတဲ့ဒီချင်းပြည်နယ်မှာရောဒီမြေနဲ့ပတ်သက်ပြီးတော့မူဝါဒတွေပါတယ်များချထားတယ်များရှိသလားဆိုတဲ့ဟာကိုသိချင်ပါတယ်နောက်တစ်ခုကမြေမျိုးစားကအများကြီးရှိတော့ပြည်နယ်စီမံခန့်ခွဲမှုရှိတဲ့မြေတွေကဘယ်မျိုးစားပြီးလဲမျိုးစားဘယ်လောက်စီမံခန့်ခွဲမှုရှိပါလဲနောက်တစ်ခုကဒီဟာကမှလည်းပြည်လာကဖြစ်ခဲ့တဲ့ဒီမြေပြဿနာကအစိုးရပိုင်စီပီမြေမှာဖြစ်တဲ့အတွက်ပြည်နယ်ကနေတိုက်ရိုက်စီမံခန့်ခွဲပိုင်ခွင့်အောက်မှာတကယ်ရှိပါသလားဟုတ်ကျေးဇူးတင်ပါတယ်ผู้ไปเมียเนี่ยประเทศพี่รออาเช่นเนี่ยมาในโนเชไปมีคนเอวพอดีตัวมันเสร็จเลยเนี่ยดีผู้เมียมาในโนวิวเชียสิเมียเนี่ยช่วยอุปรีช่วยอุตสาหกรรมจุแบบพี่ไปเลยอันนี้อุตสาหกรรมจะท้องสิยาสิเสกูเนาะส่วนละเสตรงนี้นี่กาซาวิโรหูเบเสนั้นบิมามีก็ไปใส่พิตาแล้วก็คุณค่าเลยพิตาสุดแล้วอะไรผู้พ่อไปเนี่ยพี่เด้สุดแล้วอันมาผมไปชอบอะไรเนาะดีโยซาลาคุยไม่ลาคุยอะไรแต่ผมเห็นไม่ได้เนาะอันนี้หาอยากสุดจะรู้ชิปีเนี่ยมาจะท้องเสียสิเสกูคู่มาใจคิดเส้นนี้มาผู้พ่อไปเนี่ยสุดแล้วคิดแค่นี้ไม่รู้จะรู้อยู่ซะเลยเนาะอะไรจังเลยโยซาไปเลยชิคันเนี่ยโน้ตพี่รอเพราะฉะนั้นอุดมว่านักท่องเที่ยวคุณนี่เซปเทมเบอร์ละเซชิเนี่ยมาพี่น้องสุนัขตัวอุปดีนั่นเสร็จเลยเพื่อทางท่าบาร์เนาะเซซิปเนาะเซซิปเซปเทมเบอร์ละไอ้เรื่องมาพอเพื่อท่าเรื่องสักการจะรู้จะวิจัยว่าพิเศษจะวิจัยพิเศษสักการไปตรงเสมาเดต้าใครใจยินตามเนี่ยยุ่ยยินเจมุเดเลชุดการสินละยังตั้งพักตัวมีเนียสุราบาร์ไอ้เรื่องสักการเบียร์กูเดลุชุดเลสเรื่องสักการจะรู้จะวิจัยว่าพิเศษตัวเลเวนักท่องเที่ยวกูเอาก็ละเที่ยวกูยันนี่มาทุกเปลี่ยนท่าเลยพี่น้องสุดเราอุปรีนั่นเสร็จเลยมาเลยไอ้มาเป็นลูกผมเปลี่ยนท่าเลยสุดไอ้ที่นี่เลยไอ้ที่อุตส่าห์มาทักกินเลยมามีไปใส่หูสุดเราสักการมีไปใส่หูสุดเราสักการที่เที่ยวอุปรีจะยังมีได้สิตุดมหกไปใส่หูสิตุที่เที่ยวอุปรีเนาะที่เที่ยวอุปรีเนาะนั่นมันเลยจะยังมีอามิกพิมพ์เสร็จแล้วไปคุยอัฐินชิงขายาดีพวกอุดมหกอภัยชีอามิกพิมพ์เสร็จมีไปใส่ตุพิจงจิงชิงขายาตุดมใส่ยินตุนขายาตุเนาะคุณน่ะ
တိုင်းသားဒေသများဆိုလို့စာကိုကျွန်တော်အဒီမှာအကြည့်ချက်ပေါ်ပြထားတဲ့ဆိုကျွန်တော်ကြည့်ပြပါမယ်နံပါတ်၄မှာတရားဝင်မှတ်တမ်းအထောက်အထားမရှိတော့လေတိုင်းသားလူမျိုးစု၏ထုံးတမ်းစင်လာမျက်နှာအကြီးပိုင်ဆိုင်ဒီဟုဒေတာခံအစုအဖွဲ့ကလက်ခံထားတဲ့ပေါ်နီးပြီးတော့ကောင်းစီတို့မဟုတ်တဲ့ဆိုင်ရာတိုင်းဒေတာကြီးတို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့ကအတိမပြုချင်းခံရသူဆိုလို့စာပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုတတ်မှတ်ထားတဲ့အစိုးရကနေဒါတော့တိုင်းဒေတာရင်ကျမှုရပိုင်ဆိုင်တဲ့ဆိုလို့စာတစ်ခုမှမရှိတဲ့ဒီနေ့ထိအဲ့လိုစာပေါ်လေဒီဥစားကတော့နိုင်ငံပိုင်တရိစာမှာထုတ်ပြန်ပြီးတာဖြစ်ပါတယ်ပုံနှိမ့်လည်းပဲမချက်ခင်ထုတ်ပါလိမ့်မယ်အဲ့လိုစာကိုကျွန်တော်ကုကပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်အဲ့ဒါဆိုဘူပိုးပိုင်နဲ့ဆိုလို့စာကတော့ကျွန်တော်တို့ဘာမှချစ်ပြီးနေဆွေးအနေနဲ့ထွန်းပြီးတော့လုပ်နိုင်စားကြောင်းမရှိပါဘူးဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးစေအထုံးပြုနေတဲ့ဥပဒေမှာအပိုက်တုံးစက်ကူမှာဘယ်လိုပေါ်ပြထားတယ်ဆိုတော့နိုင်ငံတော်ရှိမိအားလုံးမိပေါ်မိအောင်ရီပေါ်ရီအောင်နဲ့လေထုအတွင်းရှိတရားစရာပစ္စည်းအားလုံးပြည်စည်းပိုင်ရှင်ပြည်ဆိုတော့နိုင်ငံတော်ကိုပေါ်ပြထားတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံတော်ကဒီဟာတွေပိုင်တယ်အခုဒီစေဥပဒေဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာကိုပဲကျွန်တော်ရှိခါပါတယ်နောက်ပြီးတော့ဆက်လက်ပြီးတော့ကြည့်ပြမယ်ဆိုရင်ကျွန်တော်တို့ data မှာအချူတော် data မှာရှိနိုင်ပါတယ်အဲ့ဒါကြောင့်ပုံမှန်198မှာဘယ်လိုပေါ်ပြထားတယ်ဆိုတော့ဥပဒေများအချူတေမှုလွတ်တော်အရှင်းရှင်းနဲ့ကိုပိုင်အောင်ချုပ်ခွင့်ရရှိရှင်စုဦးစီအဖွဲ့များကပြဋ္ဌာန်းသည့်ဥပဒေများ၏အကျိုးတရမှုများမှာဥပါတိုင်းဖြစ်သည်ကရီပြည်တော်စုလွတ်တော်တိုင်းဒေသကြီးလွတ်တော်ပြည်နယ်လွတ်တော်ကိုပိုင်အောင်ချုပ်ခွင့်ရတိုင်းဦးစီအဖွဲ့တို့မဟုတ်ကိုပိုင်အောင်ချုပ်ခွင့်ရဒေတာဦးစီအဖွဲ့ကပြဋ္ဌာန်းလိုက်သည့်အဲ့လိုစာကိုကျွန်တော်အဓိကထားပြီးတော့ကြည့်ပြချင်းပြပါတယ်ပြဋ္ဌာန်းလိုက်သည့်ဥပဒေပါပြဋ္ဌာန်းချက်တရဒီစေဥပဒေတရဒီ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ခုနဲ့ဆန့်ကျင်နေလျင်ဖွဲ့စည်းပုံအခြေခံဥပဒေပါတိုင်းလေ့လာစစ်သူရမည်ဆိုတော့ဒေတာဖွဲ့စည်းကရှိတဲ့ဥပဒေတရလွတ်တော်အတိအကပြဋ္ဌာန်းထားတဲ့ဥပဒေတရဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆန့်ကျင်ဒီအရာပဲဆောင်ရွက်မယ်ဆိုတော့ပုံမှန်30ခုပဲကျွန်တော်တို့ကင်တွယ်ပြီးတော့မှဆောင်ရွက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီပြချင်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့လည်းဒီခုနကအလုပ်ကင်လာအဲ့တော့ခုနဒီပြည်နယ်ကစီမံကံဆိုတဲ့မြေမျိုးစားပါတယ်အဲ့တော့ကျွန်တော်တို့ကအကားမျိုးပြပလန်လုပ်တဲ့အခါမှာ43.9 post ပြရမယ်ဆိုပြီးပြည်ထောင်စုဌာန2019မှာသူကဒါအမိန့်ထွက်ပြီးတာဖြစ်ပါတယ်သို့တော်လည်းပဲမြေမျိုးကြီးတွေရှိတယ်အဲ့ပုံမှာမြေမျိုးစားပုံတွေဒီဒေတာမှာလောက်တာတယ်ဆိုတော့ပြည်အောင်လောက်တယ်အဲ့တော့မြို့တွေနဲ့ရှောက်တာလည်းလုပ်ပြီးတော့မှဒါဆောင်ရွက်တာပါအဲ့တော့ဒီမှာဖွံ့ဖြိုးတိုးတက်ရေးဒီဟာကမျိုးပြပလန်လုပ်တဲ့အခါမှာဒါဟာကမှာရှိတဲ့ပြည်သူတွေစနစ်ကျနေထိုင်အောင်ဆိုတော့ခေါင်းနဲ့ရွေးစနဲ့လောက်တာသို့တော့ခုနကိုကျိုးစီးပွားကိုလိုယူပြီးတော့မှဖြစ်တဲ့ကိစ္စတွေကြတော့ဆိုတော့သူကဒါနိုင်ငံတော်ပိုင်ပစ္စည်းမြေတစ်ခုကိုလွယ်သုံးစားလုပ်တဲ့အတွက်ကြောင့်6နှစ်နဲ့တော့ဆွဲရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒါဆိုတော့သက်ဆိုင်ရာစနစ်ကျစီမံဆောင်ရွက်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆွေးနွေးမှုနဲ့ရှိပါသေးတယ်ဆွေးနွေးမှုမရှိဘူးဆိုတော့ကျွန်တော်လည်းထုတ်ပြန်ခွင့်ပြောဆိုမှုရှိသူပြည်နယ်စပယ်သားရဲ့လက်စနဲ့စမှုလက်မှုဝင်ကြီးမှာဒီကိုရုံးမှာလည်းပြောကြပေးပါကြည့်ပြပါကျွန်တော်လာစီကျွန်တော်အစိုးရရဲ့လှုပ်ဆောင်မှုနောက်မီဒီယာပေါ်မှာပြန့်နှံ့မှုအဲ့ဒါတွေကိုတကယ်မှပြောင်းပါတော့ကျွန်တော်အများအားလာစီမီဒီယာများနဲ့လှုပ်ဆောင်ပြီးတော့အများအားရှင်းလင်းတာဖြစ်ပါတယ်ဆိုတော့ဒီရှင်းလင်းတဲ့ဥစ္စာမှာခုနမေးတဲ့အားလုံးကတော့ကျွန်တော်တို့ဆရာဖြည့်ပြီးပါပြီဒီမြို့ပြစီမံကိန်းကိစ္စနောက်6ခုရေးကိစ္စနောက်ဗိုလ်ချုပ်ကြီးကိစ္စဒါတွေလည်းကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ဒီမြို့ပြစီမံကိန်းဗိုလ်ချုပ်ကြီးကိုပြည်လုံးနေတယ်ဆိုတော့အများသူကလည်းသဘောပေါက်စေချင်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီမီဒီယာကမမေးတဲ့ထက်မှာအခုနကျွန်တော်ဆွေးနွေးထားတဲ့ဟာလေးတစ်ခုလည်းပြောချင်ပါတယ်ဒါလည်းမီဒီယာမှာဒီ line ပေါ်မှာပေါ်နေတဲ့ဥစ္စာတစ်ခုကကျွန်တော်လက်ရှိမှာတလောကဒီရက်ပိုင်းလေးမှာကျွန်တော်တီတင်ကလေးတီတင် Greek ဆိုတဲ့လမ်းကိုပိတ်တယ်ဆိုပြီးတော့အဲ့ဒါကတည်င်းထွက်ပြီးတော့ရှိပါတယ်ကျွန်တော်ဘက်ကတော့
ညာ8နိုင်မနေ့9နိုင်ဆိုတော့ဥစ္စာလေးတစ်ခုကိုခိုက်ကန်းကနေပြီးတော့ဟလာဒီကြောညာအမိတ်ထုတ်လိုက်တာတစ်ခုရှိပါတယ်ကြကြလေးထုတ်လိုက်တာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်ပြန်ပယ်ဖြတ်ပြီးပါအဲ့ဒီဟာကတော့ဒီဘာလို့တော့လဲဆိုတော့မန်ဆောင်တရာရိဖက်ကိုသွားတဲ့အချိန်မှာဒီခိုက်ကန်းကျွန်တော်တိုင်နေအဲ့ဒီတီးမန်ဆောင်တရာကဖြတ်ပြီးမှဟိုရိကိုသွားတဲ့ခါကျတော့16တန်ပဲခံနိုင်တယ်အဲ့ဒါ16တန်ပဲခံနိုင်တဲ့အတွက်16တန်နဲ့ပို့တယ်အခုတို့ဟာတွေကကားတွေက7ဘိန်းက17ဘိန်းကအဲ့လိုကားကြီးတွေကုန်းတွေကိုတခါလေအိန္ဒိယဘက်ပို့တဲ့အချိန်ကျတော့ဒီတရာရဲ့ခံနိုင်မှုကတော်တော်ကိုဟိုကျဆင်းတယ်အဲ့ဒါကြောင့်နွေရာသီကျရင်တော့အောက်ကနေဖြတ်လို့ရတာပေါ့နော်အခုနေဆိုတော့ခိုက်ကန်းကတန်ဖိုဂိမ်းမှာစစ်တဲ့ခါကျတော့ဘလိုတွေသွားတွေ့နေလဲဆိုတော့ဒီအဝယ်မှာတော့16တန်ပဲဒါပေမဲ့အဲ့ဒီအခြားကားတစ်စီးနဲ့သူတို့ကဟိုကြော်ပြီးမှတိုင်းငင်းလမ်းခွဲကြတယ်တခါအဲ့ဒီကားကြီးပေါ်မှာ16တန်မကနောက်တန်20ကျော်အလောက်တင်ပြီးမှအဲ့လိုသွားနေတယ်အဲ့ဒီဟာကိုဒီလမ်းဦးစီးကနေနည်းနည်းလေးကန်တဲ့ချက်လေးလောက်တာလေးတခုရှိတယ်နောက်တစ်ခုကကျွန်တော်တို့ကညပိုင်းကျရင်အခုဒီတလအတွင်းမှာပြီးခဲ့တဲ့လအတွင်းမှာကိုရင်တိုက်မှု10ခုလောက်ရှိတယ်ကားကြီးပေါက်တာကားလေးပေါက်တာအများကြီးဖြစ်တယ်အဲ့ဒီအတွက်နောက်တော့ကျွန်တော်တို့ရာသီဥတုအခြေအနေကမြူတွေဆိုင်တယ်အဲ့ဒီည8နာရီကနေမနက်9နာရီအတွင်းမှာဆိုမြူဆိုင်တယ်ဟိုမောင်ဟလို့အခုတော့မှဟာကားဆိုတော့မြူဆိုင်တယ်အဲ့လိုမျိုးတွေဖြစ်တဲ့အန်ဒရဖြစ်ပါဆိုလို့ဒီလိုဟိုအုပ်ချုပ်မှုအရာဒီလိုစဉ်းစားခဲ့တာလည်းရှိပါတယ်အဲ့ဒီအတွက်ကိုလည်းအများသူကသွားတာဟိုအဆင့်ပြောင်းဆိုပြီးကျွန်တော်အဲ့ဒါပယ်ဖြတ်လိုက်ပြီးပယ်ဖြတ်ပြီးတော့အခုတော့ပုံမှန်လမ်းကြောင်းအရာသွားနေပြီဆိုတော့ဒီမှာမီဒီယာမမေ့ပြီကျွန်တော်အနေနဲ့အများသူပြည်သူသိအောင်ရှင်းလင်းချင်ပါတယ်21ရက်နေ့ကပဲကျွန်တော်တို့16ရက်နေ့ထွက်တဲ့အမိန့်ကို21ရက်နေ့ကပဲပြန်ပယ်ဖြတ်လိုက်တဲ့အကြောင်းအဲ့ဒါလေးကိုသိစေချင်ပါတယ်ကျေးဇူးတင်ပါတယ်အစီအစဉ်ရခုစက်တင်ဘာလအတွင်းဖြစ်ပြီးတဲ့ဆိုးအဖွဲ့နဲ့တဲ့မီဒီယာများပြုစုမှုခန္ဓာအောင်ပြီးတော့ပြောင်းကြောင်းကြေညာပါတယ်